ပြီးခဲ့တဲ့ဘက်ကရှေ့ညီကိုတွေငြိမ်နော်အဲ့ဒါကိုမှကျွန်တော်ထုတ်ပေးလိုက်တဲ့3.1ခွန်တိုင်းပေါ့အဲ့ဒီမှာကျွန်တော်ပြမယ်နော်ကျွန်တော်ကဒါရှေ့ညီကိုတွေကတော့ဒါကိုဒီမတွေပြန်မပြတော့ပေါ့နော်ဒီမှာကျွန်တော်3.1ခွန်ထုတ်တော့ကသူကဒီနှလုံးလေးပေါ့နော်9 5နှလုံးလေးကို8နှစ်လေး3လုံးလေးနဲ့ထည့်9နှစ်နှလုံး1ကို8 8 5 3လုံး1နဲ့ထည့်ဒီမှာခွန်နောက်ပိတ်3.1ခွန်တော့က4ခွန်နှလုံး1ကိုလို့ကျွန်တော်ဒီ3လုံး1ဆိုတော့ဒါ1ခွန်တွဲပေါ့နော်3.1တွဲရှေ့ရညီကိုတွဲဆို3.1ခွန်ဆိုတာတစ်ခွက်အဲ့ဒီမှာဒီမှာ8 9 5လည်းဒီမှာကြည့်ဒီနှလုံး9ကိုဒီ3လုံး9နဲ့နော်1ခွန်2 8 3 5 4အဲ့အတွဲနဲ့ထွက်သွားကိုကရွေးတာတစ်လိုင်းပေါ့နော်ဒီမှာ8 9 4 3လုံး1ကိုနှလုံး1နဲ့ထည့်ဒီ3လုံး3ညကိုဒီနှလုံး3ညနဲ့ထည့်ဒီ3လုံး8ကိုဒီနှလုံး8နဲ့ထည့်ပြီး3.1ခွန်လို့ထုတ်တာသူကမဟုတ်ဒီ3လုံး6ကိုဒီနှလုံး6နဲ့အတွဲတွေကမှန်တယ်နော်အတွဲတွေကမှန်တယ်4နဲ့4နဲ့နှလုံး8ကိုဒီ3လုံး8နဲ့ထည့်တယ်2နဲ့5နဲ့နှလုံးခွန်ကိုဒီ3လုံးခွန်နဲ့ထည့်ဒီမှာကျွန်တော်3.1ခွန်ထုတ်လိုက်တာဒီနှလုံး5ကိုဒီ3လုံး5နဲ့မဟုတ်သူကဒီကိုနှလုံး3ကို355 3လုံး3နဲ့အဲ့တော့ရှေ့ညီကိုတွဲနဲ့နောက်တွဲနဲ့တော့မှန်တယ်တဲ့ဆက်ကွယ်လိုင်းကတော့မှန်တယ်ပေါ့နော်ကိုကအမ organize ရွေးတဲ့ခါကျတော့လွဲသွားဆိုသူကကျွန်တော်6ခွန်9ထုတ်တော့ဒီမှာလေဒီ3လုံး5ကိုဒီ3လုံး5နဲ့ထည့်တယ်ဒီ3လုံး5ကိုဒီ3လုံး5နဲ့ထည့်တယ်ဒီ3လုံး5ကိုဒီ3လုံး5နဲ့ထည့်ဒါ8 9 5လဲထိုးလို့ရတာပေါ့နော်ဒါပေမဲ့သူ့ထက်စိုက်များတဲ့ဟာတွေကိုကျွန်တော်ရွေးချယ်ပေးတာပေါ့ကဲဒီတစ်ပတ်လဲဒါနောက်တွဲအရင်ပြမယ်ပေါ့နော်နောက်တွဲသူကနောက်တွဲကိုဘာရင်ပြမလဲဆိုတော့198ပေါ့နော်သူက6နဲ့5နဲ့ပေါ့နော်6နဲ့5နဲ့နှလုံး1ကို6လေးနှလုံး1နဲ့ထည့်3ညနဲ့9နဲ့နှလုံး9ကို4 5နှလုံး9နဲ့ထည့်ဒီမှာကျွန်တော်တို့1ခါထည့်ကြည့်မယ်ဆိုရင်နှလုံးပေါင်း8ဒီနှလုံး8မယ်ဆိုတော့ဒါ1 3နှစ်ပွင့်ချားပေါ့နော်2 4 3 5 4 6 5ကိုအဲ့နောက်တွဲတွဲပေါ့နော်စိုက်6လေးဒီနှလုံး9ကိုဒီ3လုံး9နဲ့ထည့်ဒီနှလုံး4ကိုဒီ3လုံး4နဲ့ထည့်နော်ဒီမှာ1ထည့်ခြင်းဒီနှလုံး3ညဒီ3လုံး3ညနဲ့ထည့်မယ်ဆိုလဲဒါတရတွဲပဲပေါ့နော်8 3နှလုံးပေါင်းရင်1ကို9နဲ့ပေါင်း6 8 3 5 3လုံးပေါင်း6ကိုနှလုံးပေါင်း6နဲ့ထည့်8 3 9 3လုံးပေါင်း3ညကိုနှလုံး3ညနဲ့ထည့်မှာ2 9နှလုံးပေါင်းရင်1ရှိတယ်1ခါထည့်ရင်3လုံးပေါင်းရင်2အဲ့2ကိုဒီနှလုံး2ရမယ်ဆိုတော့ဒါ3နောက်ပိတ်ဒီအတွဲပဲပေါ့နော်1 3 2 4 3 5 4 6 5ခွန်6 8ခွန်9 80ညရတာဖြစ်တဲ့အတွက်အတန်တိုးရင်ခွင့်လွတ်ပြီးကြည့်ရှုပေးပါအောင်နော်ခွင့်လွတ်ပြီးကြည့်ရှုပေးကြပါအဲ့ပြင်ကျွန်တော်တို့ဒီမှာ9 5 5 9 5 5 3လုံးပေါင်း3 9 8 9နှစ်3လုံးပေါင်း9နဲ့ထည့်9နှစ်9 3လုံးပေါင်း3ညကို1 4 5 3လုံးပေါင်း3ညနဲ့ထည့်တယ်အခုဒီမှာ4 5နှလုံးပေါင်းချင်း9ရှိတယ်1ခါထည့်ရင်3ည4 5 1ဆိုရင်3လုံးပေါင်း3ညကိုဒီ3လုံး3ညနဲ့ထည့်မယ်ဆိုလဲဒီအတွဲပဲပေါ့နော်8 4 5 3လုံးပေါင်းခွန်ကိုအနောက်ကနေနှလုံးခွန်နဲ့ထည့်မယ်2 6ကို3လုံးပေါင်းခွန်ကိုအနောက်ကနေနှလုံးခွန်နဲ့ထည့်မယ်ခွန်3ည1 3လုံးပေါင်း8ကိုအနောက်ကနေနှလုံး8နဲ့ထည့်ပဲဆိုလဲ3နောက်ပိတ်ပဲအဲ့ဒီအတွဲပေါ့နော်1 3 2 4 3 5 4 6 5ခွန်6 8ခွန်9 80 9 1 3ည2ဆိုတဲ့ဒီအတွဲ10တွဲကိုဒီတစ်ပတ်ကင်မယ်ပေါ့နော်နောက်ထပ်ရှိသေးတယ်တစ်ချက်ရှိသေးတယ်အဲ့ဒါလည်းမေ့သွားလို့ပေါ့နော်အခုလောလောဆယ်ကျွန်တော်ပြခဲ့တာတစ်ဆိုင်နှစ်ဆိုင်သုံးဆိုင်လေးဆိုင်ငါးဆိုင်ပေါ့နော်ဟုတ်ပြီတဲ့ကျွန်တော်တို့အဲ့ဒီအတွဲတွေကိုရပြီဆိုရင်ရှေ့ဘာထည့်မလဲဆိုတော့ကျွန်တော်ဒီလူလေးထည့်ချင်တာဒီ4နှစ်1 3လုံးပေါင်းချင်းခွန်ကို2 5နှလုံးခွန်နဲ့ထည့်ချင်2 3 8 3လုံးပေါင်းချင်း3ကို4 9နှလုံး3နဲ့ထည့်ချင်တာပေါ့နော်အခုဒီမှာကျွန်တော်တို့တစ်ထိတ်ထည့်ချင်မယ်ဆိုဒီ3လုံး8ဒီနှလုံး8မယ်ဆိုလဲသူကညီကိုတွဲပဲเนาะ1နှစ်တွဲ
နှစ်လေးနှစ်သုံးလုံးပေါင်း8ကို958သုံးလုံးပေါင်း8နဲ့ထည့်တယ်868သုံးလုံးပေါင်း2ကို1နှစ်ကိုသုံးလုံးပေါင်း2နဲ့ထည့်မယ်အခုဒီမှာ83ည1ထည့်9 83ည1သုံးလုံးပေါင်းချင်း9ကိုဒီ3လုံး9နဲ့ထည့်မယ်ဆိုလဲနှလုံးပေါင်းချင်းခွန်ရှိတဲ့အတွက်နှစ်ခါထည့်တစ်ထိတ်ထည့်နှစ်ခါထည့်ပါတော့ရှေ့ညီကိုတွဲပဲဒီကောင်လေးကြိုက်တာပါတော့ဒီနေ့လေးမှာဒီလိုလေးကတ်ခွေထားတယ်နှစ်ထိတ်ဆိုရင်ဒီ3လုံးနှစ်တာရှစ်ထိတ်ဆိုရင်ဒီ3လုံးရှစ်တာတစ်ထိတ်ဝင်ရင်ဒီ3လုံးတစ်မယ်ဆိုရင်လည်းဒါတစ်နှစ်တွဲညီကိုတွဲပေါ့နော်ရှေ့ညီကိုတွဲပြီးရင်ကျွန်တော်တို့ဒီမှာဒီဒီနှစ်တစ်3လုံးပေါင်းချင်း9ခါ838 3လုံးပေါင်းချင်း9က9ခါဒီမှာနှလုံးပေါင်းချင်း1ရှိတယ်တစ်ထိတ်ထဲဒီ3လုံးပေါင်းချင်း2အဲ့နှစ်ကို2ခါအဲ့ဒီအတွဲလေးကြိုက်ပြီးရင်ကျွန်တော်တို့ဒီကောင်က6303ပဲလေနော်6303နဲ့ဒီ3လုံး6ဒီမှာနှစ်1 3လုံးပေါင်း6ကိုဒီ3လုံး6နဲ့ထည့်839 3လုံးပေါင်း3ညကိုဒီ3လုံး3ညနဲ့ထည့်ဒီမှာ913 3လုံးပေါင်းရင်3ဆိုရင်ဒီ3လုံး3နဲ့ထည့်မယ်ဆိုတာနှစ်ခါ1နှစ်တွဲပဲနော်ကောင်းလေးလာပါဗျာဒီ3လုံး6ဒီ3လုံး6နောက်က6ဒီ3လုံး3ညဒီ3လုံး3ညနောက်က3ညဒီ3လုံးပါပေါ့နော်ဒီ3လုံးပါနောက်ကပါအဲ့လိုမျိုးလေး10ကွက်မှုလေးပေါ့အဲ့ဒီတော့ဒါရှေ့ညီကိုတွဲပေါ့နော်ဒါအကျန်းပြင်းပေါ့ဗျာနော်နောက်မနှက်ဖန်မဟုတ်ရင်တပတ်ခါလောက်မှနေ့လည်နေကလိုက်လွှင့်နိုင်အောင်ကျွန်တော်ကြိုးစားကြည့်ပါဦးမယ်နော်အင်တာနက်လိုင်းကောင်းတဲ့နေရာလေးရှာပြီးမှခုလောဆယ်တော့ဒါနောက်1 3 2ပွင့်ကြားနဲ့ရှေ့ညီကို10ကွက်ပေါ့နော်ကြိုက်နေတဲ့ကဏ္ဍလေးပါရွေးထိုးစောငါပုံစံအတိုင်းဆိုရင်သူနဲ့ကိုက်ညီရပါရှိလဲဆိုတော့ထိတ်ထည့်ကြည့်မယ်ဆိုရင်ဒီ3လုံး3ဆိုတော့ဒီ3လုံး3 1 4တဲ့ကိုက်တာပဲနော်1 4 2 5 10ကွက်ချုပ်ပြီးသားပါနော်ဒီ3လုံး6ဒီ3လုံး6ဒီနှလုံး6ဒီ3လုံး3ညဒီ839 3လုံး3ညပေါ့နော်1 2 3 3လုံး6လို့ဖြစ်ရင်835 3လုံး6နဲ့ထည့်ပြီးအနောက်က6နဲ့ထည့်တာ839 3လုံး3ညကိုဒီ3လုံး3ညလို့ထည့်ပြီးအနောက်က3ညနဲ့ပိတ်တာပေါ့နော်ဒီမှာဒီ3လုံး1ထည့်ရင်3ဒီ3လုံး3လို့ထည့်ရင်2ခါဒီနှလုံး3လုံးထည့်ရင်4ပိတ်10ကွက်မှုနဲ့10ကွက်ပေါ့နော်10ကွက်ကျွန်တော်ကြိုက်တာကတော့ဒီမှာ4ကွက်ချစ်ပြထားတယ်ပေါ့ဒါပေမဲ့ကဏ္ဍတော့မရွေးရသေးဘူးစစ်နေတော့ပေါ့နော်အားလုံးကိုကြိုက်နဲ့တက်တဲ့ကဏ္ဍလေးပါရဲ့ရွေးထုတ်ပေါ့နော်ခွက်လက်ပါရှင်းညီကိုတွဲမဟုတ်ရှင်းညီကိုတွဲတဲ့ကောင်းတာရှိတယ်ပေါ့နော်အဲ့ဒီထက်ကကျွန်တော်အဓိက main အော့ကွက်ရွေးမှာပေါ့ခုလောဆယ်ရှင်းညီကိုတွဲရလဲ1ဆိုင်2ဆိုင်3ဆိုင်4ဆိုင်5ဆိုင်ပဲနော်ကောင်းတယ်နော်မကောင်းတာတော့မဟုတ်ကောင်းတယ်အဲ့တော့အဓိကအသုံးပြုမှာဒီနောက်တွဲနဲ့ရှင်းညီကိုတွဲတော့မဟုတ်နောက်တွဲအဲ့နောက်တွဲကိုရှင်းညီကိုတွဲနဲ့တစ်ခါထုံးမယ်အရှိကနောက်တွဲပေါ့နော်အဲ့ဒီထက်ကကျွန်တော်ကြိုက်တာတော့4ခွက်1 2 3 4ခွက်4ခွက်ယူရှယ်ပေးထားပါတယ်အားလုံးကန်ကောင်းကြပါစေခွက်လက်ပါနော်